ကျွန်တော်ရဲ့အကောင့်အသစ်ကို front add လုပ်လိုက်တာဘယ်တော့ကြာသွားပါတော့အဲ့ဒါကျွန်တော်စာဘလို့တင်ရလဲဆိုတော့ကျွန်တော်ပြမယ်နော်WeChat တင်းနဲ့ဝင်မယ် hair ကိုနှိပ်မယ် hair ကိုနှိပ်ပြီးတိုင်းဟိုအောက်ဆုံးဒီဆွဲမယ် hair center ကိုထပ်နှိပ်မယ်နော် hair center ကိုနှိပ်ပြီးတိုင်းဒီ search မှာ unblock account ဆိုပြီးရေးပါမယ် unblock ဆိုတဲ့အကောင့်ရောက်ပြီးသွားရင်ကျွန်တော်ရှေ့ဆက်သွားပါမယ်ရှေ့ဆက်သွားပြီးကျွန်တော် feedback ဆိုတဲ့စာလေးကိုရှာပါမယ် need to hair ဆိုတဲ့စာလေးအောက်မှာရှိမှနေတူတယ်ဒီမှာ need more hair ပေါ့နော်ပြီးရင် go to feedback ဆိုတာလည်းနှိပ်လိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာအချက်လက်တွေထည့်မှာပေါ့နော်ကျွန်တော် Android မဟုတ်လား Android မြန်မာပြီးရင်ကျွန်တော်တို့ report တွေမှာပေါ့နော် policy ညှိတာဆိုတော့ report ရေးမယ်ပြီးရင်ဒီမှာဒါလေးရွေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ reason ရေးမယ်ပေါ့နော်reason ရေးခင်မှာကိုယ့်ရဲ့ WeChat ကောင်း ID လေးကို copy ယူထားပါကျွန်တော်ဒီမှာ copy paste လိုက်ပြီးကိုယ့်ရဲ့ WeChat ID ထည့်လိုက်ပြီပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ reason လေးရေးလိုက်ပါပြီနော် description လေးမှာကိုယ့်ရဲ့အကြောင်းပြချက်လေးဘာကြောင့်ပြတ်တယ်ဆိုတာရေးလိုက်ပါတယ်ပြီးရင်ကျွန်တော်ဒီမှာ email ထည့်ပါမယ်ကျွန်တော်ရဲ့ email လေးထည့်လိုက်ပါပြီပြီးရင် email ကိုပဲအကြောင်းပြန်ခိုင်းမှာပါဆို email ကိုရွေးလိုက်ပါမယ် submit ကနှိပ်များရပါကြံနေခဲ့ဒီမှာ upload screenshot ကိုယ့်ရဲ့ဖြစ်နေတဲ့ဥစ္စာလေးကျွန်တော်ရွေးလိုက်မယ်ပေါ့နော်ဒီမှာဒီမှာ block ချနေတဲ့ screenshot လေးပေါ့နော်ဒါဆိုပြည့်စုံသွားပါပြီဘာကြံလေးတော့ထပ်ရှာအောင်မယ်ဆိုဒီမှာအမှန်ချစ်အောင်အမှန်ချစ်လိုက်ပါမယ်ပြီးရင် submit ဆိုပြီးကျွန်တော်ပို့လိုက်ပါပြီပေါ့နော်ဒါဆိုရင်စတင်တဲ့ဥစ္စာလေးပြီးသွားပါပြီပေါ့နော်ကျေးဇူးပါအဲ့တော့ပြီးအောင်ပြလိုက်ပါမယ်ဗျာရွှေ့လိုက်ပြီဒီမှာပြီးရင် successfully ဆို page ဆိုလေးပေါ့ကျွန်တော်နှိပ်လိုက်ပါပြီပေါ့နော်ဒါဆိုရင်စတင်တာပြီးတော့ပြီပေါ့နော်ကျေးဇူးပါ